သွားတဲ့ခရင်ချက်မှာယူလူတွေဘယ်လောက်ထိအလေးပေးလာကြပြီလဲဆိုတော့ဆရာအရင်ဆုံးပြောပြပေးပါဦးခင်ဗျ။ ဟုတ်ကဲ့ကျွန်တော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တကြောင်းနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီလူလက်ရှိလူအခြေအနေကဒါကြိုတင်ကာကွယ်ဖို့ထက်ယောဂဖြစ်မှာပဲကုသမှုခံယူဖို့ဆောင်ရွက်တဲ့အနေအထားလို့တော့ကျွန်တော်ပြောချင်ပါတယ်ဒီဟာကိုကျွန်တော်အချက်၃ချက်နဲ့ပြောချင်တယ်ပေါ့နော်ပထမအနေနဲ့ကတော့ကျွန်တော် treatment seeking လို့ခေါ်တဲ့ကုသမှုခံယူဖို့ဆောင်ရွက်တဲ့အပိုင်းပေါ့နော်အဲ့ဒီဘိုင်းမှာဆိုကျွန်တော်စိုးရိမ်စရာအချက်လေးရှိပါတယ်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်2019ကလုပ်ခဲ့တဲ့ဒီ National Oral Health Survey data ချက်လက်တွေရပါတော့6နှစ်အရွယ်ကလေးအုပ်စုမှာဆိုလို့ရှိရင်98.6%ကကျွန်တော်သွားဘူးစားယောဂရှိနေပေမဲ့ကျွန်တော်ကုသမှုခံယူနေခြင်းမရှိဘူးပေါ့နော်ဒီချက်လက်တွေကဒါကျွန်တော်မိဘတွေရဲ့ဒီကလေးသွားပဲဆိုပြီးတော့ဘောဆာနေတာမျိုးဒါမှမဟုတ်လို့ရှိရင်ခုနကပြောသွားကြိုက်သွားနာမှာပဲကုသမှုခံယူဖို့စဉ်းစားထားတဲ့လေးထားကြောင်းလည်းဖြစ်နိုင်ပါတယ်ကျွန်တော်လူကြီးပိုင်းမှာဆိုလဲ90%ကျော်ကဒါသွားဘူးစားယောဂရှိနေပေမဲ့ဒီကုသမှုခံယူနေခြင်းမရှိတော့တွေ့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီဟာဘာကိုဖော်ပြလဲဆိုတာတောနေဂရင်းကျမရေးကိုလေးထားမှုမှာလိုအပ်ချက်လေးရှိနေသေးတယ်ဆိုတော့ဖော်ပြတာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့နောက်တစ်ခုကတော့ treatment လို့ခေါ်တဲ့ကုသမှုပိုင်းပေါ့အဲ့မှာဆိုလို့ရှိရင်လည်းဒီ60နဲ့84ကြာဖိုးဖွားတွေအုပ်စုမှာဆိုလို့ရှိရင်96.1%ကဒါအန်ကအသုံးပြုဖို့လိုအပ်နေပေမဲ့တကယ်တမ်းအသုံးပြုနေတာတော့100%အောက်သာရှိတော့တွေ့ရတာဖြစ်ပါတယ်ဒါအန်ကတ်ဆိုတာကဒါကျွန်တော်တို့တောနေဂရင်းကုသမှုမှာဒါကုန်ကြစိတ်သက်သာဆုံးနဲ့သက်သာဆုံးကုသမှုတစ်ခုပေါ့နော်အဲ့ဒါကိုတော့မှဒါကျွန်တော်တို့သုံးဆွဲမှုအားနည်းနေသေးတာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ကျွန်တော်တို့နောက်တစ်ခုကတော့ဒီနောက်ဆုံးပိုင်းအနေနဲ့ပြောချင်တာတော့ကျွန်တော်တို့နေ့စဉ် daily habit လို့ခေါ်တဲ့နေ့စဉ်နေထိုင်မှုပုံစံပေါ့နော်အဲ့မှာဒီပိုင်းကတော့ကျွန်တော်တို့ဒါလေးထားမှုအနည်းဆုံးတော့ပါပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်နေ့စဉ်နေထိုင်မှုပုံစံဆိုတာကကျွန်တော်တို့ဒီချက်ချင်းလက်ငင်းတွေ့ရတာမဟုတ်ချိန်ကာလကြာတစ်ခုကြာပြီးတော့သူ့ရဲ့အကျိုးဆက်တွေကိုတွေ့ရတာဖြစ်တဲ့အတွက်လေးထားမှုအနည်းဆုံးဖြစ်တာရှိပါတယ်သူ့ရဲ့သဘောတရားအရကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီ15-18အုပ်စုတွေကနေစပြီးတော့စိတ်လိမ်နဲ့ကိုယ်ရသုံးဆွဲမှုတွေကိုစတင်တွေ့နေရပြီဖြစ်ပါတယ်ကျွန်တော်တို့စစ်တမ်းဥယျာဉ်ရဲ့90%ကျော်ကလည်းဒီနေ့စဉ်တရားစားသုံးမှုပမာဏများပြားနေတာကိုတွေ့ရပါတယ်ကျွန်တော်တို့နောက်ပြီးတော့ဒီခေါင်းဆက်ခွန်တီပေါ့နော်သွားနဲ့ဘယ်တော့မှသွားမတိုက်ဘူးဆိုတော့အဖြေမျိုးတွေကိုပါတွေ့နေရဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်နောက်တစ်ဖြည့်ဆက်ချင်တာဒီကအချိန်ကာလနီးစပ်တဲ့ဟာလေးလည်းကျွန်တော်ပြီးခဲ့တဲ့ရက်ကတွေ့လို့ပေါ့နော်ကျွန်တော်ဒီ WHO အနောက်22က Oral Health Country Profile ဆိုတဲ့ report လေးရှိအဲ့မှာဆိုရင်လည်းထူးခြားတဲ့တစ်ခုကဘာသွားတွေ့တယ်ဆိုတော့ကျွန်တော်လူနိုင်ငံမှာလူကြီးတယောက်ချင်းစီလိုက်ပေါ့နော်ပြန်သွားနေကြကျမကြီးတော့သုံးဆွဲမှုကဒါ0.04 USD $0ပဲဆိုကြပါတော့သုံးဆွဲမှုမရှိနေဘူးကုသမှုတော့တကယ်ကျွန်တော်တို့ဒါစီးပွားရေးအခြေအနေတွေပိုင်းနဲ့ပြောလို့ရပါမယ်တကယ်အဲ့ဘာလို့ဘာသာပြန်လို့ရတယ်ဆိုတော့ကုသမှုခံယူနေခြင်းမရှိလို့ကုန်ကြစိတ်မရှိနေတာပေါ့နော်အဲ့တော့အဲ့လိုမျိုးမြင်လို့ရတယ်နောက်တစ်ခုကတော့ကျွန်တော်ဒီ2020သူ့ report မှာဆိုလို့ရှိရင်လည်းကျွန်တော်2019 report မှာလိုပဲကျွန်တော်ကွန်ဆာတာဆေးလိပ်တောက်တဲ့ပမာဏတွေကများနေတော့မယ်ပေါ့နော်ကျွန်တော်တို့ဒီ blood chat တဲ့ model မတူတဲ့အတွက်ကိန်းဂဏန်းအရမတူညီမှုရှိနေနိုင်ပေမဲ့လည်းကျွန်တော်တို့ဒီကွန်ဆာတာဆေးလိပ်တောက်တဲ့ဥယျာဉ်မြန်မာနေစေပဲပေါ့နော်